အမကျုပ်ကိုရေစမ်းပြီးခွန်ခွာထားပါစီထည့်ပါမယ်စီထည့်ပြီးလို့ရှိရင်ပြောင်းကွန်မုန်းနဲ့ရေနဲ့ရောပြီးတော့မွေပါမယ်မွေပြီးလို့ရှိရင်အဲ့မွေရတဲ့ကျုပ်စိတ်မှာကျုပ်ကယူလို့မရဘူးယူလို့မရတဲ့ခါကျတော့ကျုပ်နဲ့အနှစ်နဲ့ကွဲသွားပါတယ်ကွဲတော့ပဲမဲ့လေဒီတိုင်းပဲကြော်လိုက်ပါတယ်ခင်ဗျကျုပ်လေးမြုပ်ပြရတော့ဘာလို့ထွက်နေမှန်းတော့မသိပါဘူးနောက်ပြီးတော့စီထပ်ပူအောင်လုပ်ပါမယ်လုပ်ပြီးရင်ပုံမှန်ပြထားရအိုက်ထဲပါမယ်ထည့်ပြီးတော့ကြော်ပါမယ်လက်တစ်ဖက်နဲ့ဖုန်းကင်ပြီးရတော့ကြော်တဲ့ချိန်မှာနည်းနည်းတူးပြီးတော့မှုန်ကုန်ပါတယ်ကြာညှို့ထည့်ပါမယ်ရေထည့်ပါမယ်ကြာညှို့မဟုတ်ဖြူစီအပြီးတော့လိုအပ်တဲ့ဟာရှော့ထည့်မယ်ထည့်ပြီးတော့မွေးပါမယ်ခင်ဗျာမွေးပြီးလို့ရှိရင်ကျုပ်ထည့်ပြရပါပြီကျုပ်ထည့်ပြီးတော့ကြော်လိုက်ပါမယ်ဟိုမိုဒီမျိုးအမွေလွန်တော့ကျုပ်လည်းအနှစ်တွေထွက်လာပါတယ်အဲ့လိုပုံဖြစ်သွားပါတယ်ခင်ဗျာချက်တဲ့တိုင်းလက်ချက်တာမရပါဘူးခင်ဗျာစားလိုက်ပါဦးမယ်